ဒါကြောင့်မီယာကသူ့ကိုအဝတ်ချော်တဲ့လုပ်ငန်းတစ်ခုတည်ထောင်ပြီးချမ်းသာလာမယ်လို့ပြောတဲ့အခါအဲ့ဒါမှန်ကန်တဲ့လမ်းကြောင်းဟုတ်ရလားလို့သူကတကယ်တွေးနေခဲ့ပါတယ်အိမ်ထဲမှာရိုမာကမိသားစုကိုသူအခုကစပြီးဘာလို့ရှင်လဲဆိုတာကိုဆုံးဖြတ်ပြီးပြီလို့ပြောပါတယ်သူတို့ကိုဒီအချိန်တစ်ချောင်းလုံးကူညီပေးခဲ့လို့သူတို့နဲ့ခွဲခွာပြီးကိုအားကိုဖို့စူးစမ်းချင်တယ်လို့ပြောပါတယ်အလာရီယာကရိုမာပိုကောင်းတဲ့မိန်းကလေးတစ်ယောက်ကိုတွေ့သွားပြီလို့တီးလိုက်ရပါတယ်ဒါပေမဲ့အဲလစ်ကသူတို့နဲ့ထာဝရခွဲခွာတော့မှလားလို့မေးလိုက်ပါတယ်ဒါပေမဲ့ရိုမာကဒီလောက်ပူပြင်းတဲ့မစ်ကိုတကဘာလုံးမှာဘယ်တော့မှချတွေ့နိုင်မှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်ဒါပေမဲ့ရီဟာကအမြဲတမ်းဦးချိုးခံရတာကိုငင်းငွေ့နေပြီးမို့အဖိုးကအခြေအနေတွေရှိမယ်လို့ပြောပါတယ်နံပါတ်1ကတော့သူ့ရဲ့ရုပ်ဆိုးတဲ့မျက်နှာကိုပြင်ဖို့ပါနံပါတ်2ကသူ့မိမနဲ့ဘယ်တော့မှပြန်မပြောဖို့နံပါတ်3ကရီဟာသူမဘာတွေလုပ်လဲဆိုတာကိုဘယ်တော့မှမသိအောင်ပါစပ်ပိတ်ထားဖို့ပါပဲဒါပေမဲ့အလာရီယာမှာနောက်ဆုံးအရှင်းလေးတစ်ခုရှိနေသေးပါတယ်အဲ့ဒါကသူမကျောင်းကအားလဲရတဲ့3နှစ်ထိဆောင်ရပါမယ်ဒီအတော်အတွင်းတခြားမိန်းကလေးတွေနဲ့ပေါင်းသင်းလို့မရပါဘူးရိုမာကသူမကိုအယူမလို့ပြောလိုက်ပြီးသူမအမေကပိုလာတယ်လို့ပြောလိုက်ပါတယ်သူမကသူ့ကိုအဲ့လိုမျိုးနောက်တစ်ခါထပ်ပြောရင်ငရဲမှာသူ့အတွက်နေရာအထူးတစ်ခုကိုလှုပ်ပေးမယ်လို့ပြောလိုက်ပါတယ်ရိုမာကသူ့နောက်ဆုံးတော့ရန်ဒီရဲ့အဆုံးသတ်သွားတာကိုတီးလိုက်ရပါတယ်အဲလစ်ကသူ့ကိုနောက်ဆုံးတစ်ခုကြံသေးတယ်လို့ပြောလိုက်ပြီးရီဟာကသူမနဲ့သူမအဖေရဲ့ဆက်ဆံရေးအကြောင်းကိုသိသွားရင်ကာဘေကစတုတ်ထရှိမှာမက်ဂရီကောကိုချိန်မုန်းတာတဲ့ပို့ပြီးသူ့မျက်နှာကိုမီးရှို့ပစ်မယ်လို့ပြောလိုက်ပါတယ်သူကသူ့အဝတ်ချော်ဆိုင်ဖွင့်ရှင်တယ်လို့သူ့ကိုပြောပြပါတယ်အဲ့ဒီအချိန်တည်းမှာပဲချောင်းသားထောင်နေတဲ့စစ်သားတွေနဲ့အိမ်ပေါ်တွေကဝင်လာခဲ့ပြီးသူ့လုပ်ငန်းနဲ့သူဟာတိုင်းပြည်ရဲ့အကြီးမားဆုံးထိပ်သီးကြီးဖြစ်လာမယ်လို့ပြောလိုက်ပါတယ်သူ့မျိုးမှာဆက်နေတော့မယ်ဆိုတာကိုတီတော့ရီဟာကတတုသွင်းတွေကိုဆက်ပြီးစောင့်ကြည့်ဖို့သူ့ကိုတောင်းဆိုလိုက်ပါတယ်တာရဲတွေကိုအကုန်ချင်းထုတ်ဖို့တေချာအောင်လုပ်ဖို့ပါဒါပေမဲ့ရိုမာချင်းပြစ်ချင်တဲ့တခုတည်းသောတာရဲကအလာရီယာရဲ့ရုပ်ဒါပေမဲ့ရိုမာချင်းပြစ်ချင်တဲ့တခုတည်းသောတာရဲကအလာရီယာရဲ့မျက်နှာပါပဲနောက်တစ်နေ့မှာသူကကုံသွယ်ရေးကုမ္ပဏီကိုတွားပြီးဆောက်ကိုသူ့ရဲ့တန့်ရှင်းရေးစွမ်းရည်တွေကိုပြခဲ့ပါတယ်သူ့ရဲ့မယုံနိုင်လောက်တဲ့စွမ်းရည်တွေကိုမြင်တော့ဆက်ကရိုမာကိုကုံတယ်များအသင်းမှာစီရင်သွင်းဖို့ပြောပါတယ်နောက်နေ့မှာသူတို့ကိုဒုက္ခမပေးအောင်ပါရိုမာကသူ့ရဲ့အကူအညီအားလုံးအတွက်ကျေးဇူးတင်လိုက်ပါတယ်ကုံတယ်များအသင်းမှာအသင်းကောင်းဆောင်ကာဒရူကသူတို့ဒုက္ခမရောက်အောင်ချောင်ချဖို့ကြိုးစားနေတယ်ဆိုတာကိုသိပါတယ်ဒါပေမဲ့သူမကရိုမာရဲ့တန့်ရှင်းရေးစလိုင်းကောင်တွေဟာတော်တော်ညံကောင်းတယ်လို့ထင်ပါတယ်အလာရီယာကသူ့ကိုသူမကြိုက်ပုံရတယ်လို့ပြောလိုက်ပါတယ်သူမကသူ့ကိုအသင်းကိုကြိုးဆိုဖို့စလုပ်ခိုင်းလိုက်ပြီးသူ့ဆိုင်ဖွင့်ဖို့နေရာပေးနိုင်တဲ့စွပ်ပစ်မြေကွက်တစ်ခုကိုပြလိုက်ပါတယ်သူအဲ့ဒီနေရာကိုရောက်တော့ဟောင်းနှွားနေတဲ့အဆောက်အုံအိုတစ်ခုကိုတွေ့ခဲ့ပါတယ်ဒါပေမဲ့ဒါဟာမြို့လက်ခေါင်မှာရှိတဲ့နေရာကောင်းတစ်ခုဖြစ်နေအောင်မဲ့ဆိုတာကိုသူသိလိုက်ပါတယ်ဒါကြောင့်သူစက်ကိုအဲ့ဒီနေရာကိုဝယ်မယ်လို့ပြောလိုက်ပါတယ်စက်ကဆာရက်ဆက်တန်းတွေကိုသူကိုယ်တိုင်ကင်တွယ်မယ်လို့ပြောလိုက်ပြီးသူ့လုပ်ငန်းကိုလည်ပတ်ဖို့ကူညီဖို့သူ့ရဲ့အလုပ်သမားအနေငယ်ကိုတောင်ပေးမယ်လို့ပြောလိုက်ပါတယ်ဒါကြောင့်ရိုမာကသူ့ကိုကူညီဖို့သူ့စီကနေပဲပစ္စည်းတွေကိုဝယ်မယ်လို့ကတိပေးခဲ့ပါတယ်နောက်ရက်တွေမှာသူကအမိုက်ကောက်တဲ့စလိုင်းကောင်တွေကိုပေါက်ရောက်နေတဲ့မျက်ပင်တွေအားလုံးကိုစားခိုင်းလိုက်ပါတယ်အစစ်စလိုင်းကောင်တွေကအဆောက်အုံအိုတွေကိုစတင်ဖျက်ဆီးနေပါတယ်သူကအဲ့ဒီပေါ်မှာအလုတ်သမားတွေအတွက်အဆောင်တစ်ခုကိုစောင့်ချင်နေခဲ့ပါတယ်ဒါကြောင့်သူအုတ်မြစ်ချလိုက်ပြီးကွန်ကရစ်နဲ့မြေအောက်ခန်းတစ်ခုကိုပန်တီးလိုက်ပါတယ်မကြာခင်မှာစလိုင်းကောင်တွေကသူ့ကိုကြောက်နေရတဲ့တိဆောက်ဖို့ကူညီပေးခဲ့ပြီးမိုးမရွာခင်မှာအပြင်ဘက်ကိုအပြေးတက်လိုက်နိုင်ခဲ့ပါတယ်စစ်သားတွေကလည်းရိုမာကိုကြွေပြားခင်းပေးဖို့ကူညီပေးနေကြပါတယ်ဒါဟာသူတို့ကိုအမြဲတမ်းကယ်တင်ခဲ့တဲ့တငယ်ချင်းတယောက်ကိုကူညီပေးတဲ့သူတို့ရဲ့နီလန်ပါပဲသူတို့ကဒါဟာသူတို့အပေါ်အားကိုးရရောက်မှာမဟုတ်ဘူးလို့သူ့ကိုအာမခံပါတယ်။ဘာလို့လဲဆိုတော့တငယ်ချင်းတွေကအမြဲတမ်းတယောက်ကိုတယောက်ကူညီဖို့ရှိနေကြတာပါ။မိုးရွာတာတိတ်သွားတဲ့အခါသူကမီယာကိုအဖြူရောင်ဆေးကိုကင်တွယ်ခိုင်းလိုက်ပါတယ်။ဘာလို့လဲဆိုတော့သူမဟာသူမဘဝမှာအဖြူရောင်ဆေးကတ်တဲ့အရည်တွေကိုအများကြီးကင်တွယ်ဖူးလို့ပါပဲ။ပြီးတော့သူတို့နိုင်ရတွေကိုစတင်ဆေးချယ်လိုက်ပါတယ်။သူမနိုင်ရတွေကိုဆေးချယ်နေတော့ရိုမာကိုအဆင့်တက်သွားလို့ရှိကျူးလိုက်ပါတယ်။နောက်ဆုံးအလုတ်ကတာရဲတွေကိုချိန်မုံတဲ့အရည်အတွက်တိုးလာလို့ပါ။ဒါပေမဲ့သူကအသင်းခေါင်းဆောင်ကသူမရဲ့တကယ်တပ်ဖြတ်မှုအရည်အတွက်ကိုထက်သွက်ရင်သူမအဲ့အစိတ်ရောက်လိမ့်မယ်လို့ပြောပါတယ်။ပူပြင်းတဲ့မြေခွေးမိန်းကလေးပေါ်လာခဲ့ပြီးသူမရဲ့ကြားတစ်တငယ်ချင်းနဲ့အတူသူ့ကိုဝမ်းသာအားရကူညီမယ်လို့ပြောပါတယ်။ဒါပေမဲ့ယုံမိန်းကလေးကတော့သူ့ရဲ့မုတ်လာဥတွေကိုစားဖို့ပဲစိတ်ဝင်စားနေခဲ့ပါတယ်။နောက်ဆုံးတော့သူတို့အပြင်ဘက်ဆေးရှယ်တာပြီးသွားခဲ့ပေမဲ့အလာရီယာကဆိုင်ရဲ့အပြင်ဘက်ကရုပ်ဆိုးတယ်လို့ပြောတော့ရိုမာကသူ့မျက်နှာကပိုဆိုးတယ်လို့ပြန်ပြောလိုက်ပါတယ်သူတို့အတူမြေကြီးထဲမှာအပင်တွေစိုက်ခဲ့ကြပါတယ်ဒါပေမဲ့အလာရီယာကဘာလို့ဒီလောက်အလုပ်စူးစမ်းတာလဲလို့မေးလိုက်ပါတယ်ဒါပေမဲ့ရိုမာကဒါသူ့ရဲ့အရင်ကလုပ်ငန်းခွင်နဲ့ရှင်ဘာမှမဟုတ်ဘူးလို့ပြောပြပါတယ်ဒါပေမဲ့သူမကသူမနဲ့အသက်တူပဲဆိုတာကိုသိလိုက်တဲ့အခါသူတို့မတွေ့ခင်ကဘာလုပ်ခဲ့လဲလို့မေးကြည့်ပါတယ်ရိုမာကတော့သူရေမချိုးဘူးတဲ့ CS ចောင်းသားတယောက်လို့ပြောလို့မရဘူးဆိုတာကိုသိလိုက်ပါတယ်